ကဲဒါလေးကတော့ငလင်းရှောင်းတဲလေးတွေအခြေအနေပါဗျာအခုငလင်းဘေးသင်းလို့နေတိုင်းအဆင်မပြေပြင်မှာအောက်ကဒါကတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ရဲ့တဲလေးအောက်ကတော့ရေတွေဝင်လာပါတယ်နော်ဘိုးကဘယ်လောက်ထိရွာအောင်မှမသိသေးဘူးလက်ရှိတဲအောက်ကတော့ရေကတော့ဒီလောက်ရှိနေပါတယ်ကိုယ့်အိမ်ကခုံလေးနဲ့မို့လောဆယ်ဆယ်အဆင်ပြေနေတာပါမနေ့ကမှလာပြီးသွားတာလေးဒီကတော့မိုးကတော့ပြေးလိုက်တော့ဗျာဒီရရတော့မိုးကတော့လုံကြုံလားမလုံကြုံလားတော့ဒီမဲ့ပြေးလိုက်ပါဒါလေးကတော့ဒီကောင်းလေးတန်လေးရအောင်လို့ဖွင့်ပေးထားနေပါဗျာဒီချိန်တွေကတော့ကျွန်တော်တဲတော်မှာကျွန်တော်တို့ခုံလေးကြီးလို့ဆင်းပြေတာပါကျန်တဲ့တဲတွေကတော့ဒုက္ခတော်တော်ရောက်ကြမှာပါကျွန်တော်လည်းခဏနေရေတာကြီးတက်လာရင်တော့ရေလွတ်တဲ့နေရာကိုပြေးရမှာပါမတက်နိုင်ဘူးနေရာလည်းရှိတော့မရှိဘူးရှင်းပြအောင်နေကြရမှာပါ